အားလုံးပဲမင်္ဂလာပါထွန်းတော်သက်ပြရကြိုဆိုပါရစေဒီနေ့မှာတော့အခုလိုမျိုးလာပပြီးတော့ရှေးအောင်မျိုးသမီးပုံစံစက်တည်ရှိတဲ့ AI photo လေးထုတ်တဲ့ channel ဆိုရင်တော့ဒီ video လေးကိုအစအနေဆုံးကြည့်ပြပါမယ်ပထမဆုံးအနေနဲ့ကိုယ် Play Store ရဲ့ဝင်ပြရမှာဖြစ်ပါတယ် Play Store ရောက်သွားပြီဆိုရင်တော့ Gemini AI ဆိုတဲ့ software လေးကို download ပြရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဟာလေးပါကျွန်တော်ကအခု download ဆွဲပြီးသွားပြီပါမိတ်ဆွေကတော့ download မဆွဲရသေးဘူးဆိုတော့ဒီ Google Gemini ဆိုတဲ့ဒီဟာလေးကို download ဆွဲပြီးလိုက်ပါခင်ဗျာကျွန်တော် open ဖွင့်လိုက်ပါပြီအဲဒီပေါ်မှာရှိတဲ့ create image ဆိုတဲ့ဟာလေးကိုနှိပ်ပြီးလိုက်ပါအဲဆိုရင်တော့ဒီနေ့မှာ photo ထုတ်ဟိုဟာလို့ရမယ်အပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါဗျာအပေါင်းလက္ခဏာနှိပ်လိုက်ပါအဲဆိုရင် gallery တွေကိုနှိပ်လိုက်ပါဗျာတပုံပြခိုင်းလေးအဲဆိုရင်တော့ဒီဓာတ်ပုံလေးကိုနှိပ်လိုက်ပါကိုထိုးချင်တဲ့ဓာတ်ပုံလေးကိုနှိပ်လိုက်ပါပြီးကြရင်တော့ကျွန်တော်ဒီ comment မှာဖြစ်ဖြစ် description မှာဖြစ်ချက်ပေးထားတဲ့ဒီစာသားလေးကိုဒီနေ့မှာပေးချလိုက်ပါဗျာပေးချပြီးသွားပြီဆိုတော့ဒီ set cloud လေးကိုနှိပ်လိုက်ပါဗျာအဲဆိုရင်တော့ခဏစောင့်ပြပါဗျာသူဓာတ်ပုံထုတ်ပြီးနေပါလေ10 စက္ကန့်လောက်တော့စောင့်ပြပါဗျာဓာတ်ပုံထုတ်ပြီးနေပါပြီအဲဆိုရင်တော့ဒီလိုမျိုးလှပတဲ့ဒီရှေးတုန်းကပုံစံအမျိုးသမီးလေးရသွားမှာပဲဖြစ်ပါတယ်အဲဒါလေးကို download ဆွဲလိုက်ပါဒီပေါ်မှာ download ဆွဲတဲ့ cloud လေးရှိပါတယ်ဒီ cloud လေးနှိပ်လိုက်ပါโอเคအဲ download ဆွဲပြီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲကို save ဖြစ်သွားမှာဖြစ်ပါတယ်အခုလိုမျိုးဒါဆိုရင်တော့လုတ်တက်သွားမယ်ထင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ